ငါကစပါးလင်ကွာငါ့ကိုအပင်တွေကြားမှာညှက်ပြီးစိုက်ထားလိုက်ငါစီကထွက်တဲ့အနံ့ကြောင့်ခြင်တွေနဲ့တခြားပိုးမွှားတွေမင်းချန်တဲ့ကိုမလာရဲပဲဝေးပြေးသွားလိမ့်မယ်ငါကမုံဖုတ်ဆိုတာတဲ့ငါ့ကိုရေဖြော်ပြီးခရမ်းကျင်သီးပင်ကျင်းမှာနဲစီလောင်းပေးငါကမြေကြီးရဲ့အချံတက်ကိုထိမ့်ညှိပေးလို့အသီးတွေကပိုပြီးချိုမြိန်လာလိမ့်မယ်ငါကတက်သားပြကွာမင်းချန်ထဲမှာခရုတွေတောင်းကျမ်းနေလားငါ့ကိုအပင်ကျင်းမှာဖြူထားလိုက်စမ်းပါငါရဲ့အထီအတွေ့ကိုခရုတွေကလုံးဝမကြိုက်လို့ဝေးကရှောင်သွားလိမ့်မယ်ငါကကြောက်ခွန်ကောင်ငါ့ကိုအမှုန့်ဖြစ်အောင်အရင်ထောင်းပြီးအပင်ကျင်းမှာဖြူပေးငါမှပါတဲ့ကစီယန်တက်ကအပင်တိုင်းရဲ့ဆဲတွေကိုတန်ပါစေပြီးယောဂတန်ခံနိုင်ရှိအောင်ကူညီပေးမှာငါကစားခါပဲကွာငါ့ကိုရေဖြော်ပြီးတစ်ခါလောက်ဖြန်းပေးကြည့်အပင်ရဲ့အရွက်တွေကပလတ်စတစ်ပန်းပင်လိုမျိုးပြောင်လက်ပြီးစိမ့်ဆူသွားတာကိုမင်းအံ့ဩသွားလိမ့်မယ်ငါကပန်းကန်ဆေးဆက်ပြကွာငါ့ကိုရေထဲနဲထည့်ပြီးပိုးကောင်တွေပေါ်ဖြန်းပေးလိုက်ငါကပိုးကောင်တွေရဲ့အသက်ရှူပေါက်ကိုပိတ်ပစ်မှမို့သူတို့အလိုလိုတေကုန်မှာငါကကော်ဖီမုန့်ကွာငါ့ကိုအပင်ကျင်းမှာဖြူထားရင်မြေကြီးထဲကအကျိုးပြုတီကောင်လေးတွေကိုပွားများစေမှာတီကောင်လေးတွေကမြေစီလွာကိုပြုတ်ပြင်ပေးမှာမို့အပင်တွေပိုတန်လာမယ်ငါကကြက်တုံဖြူကွာငါ့ကိုညက်အောင်ထောင်းရေစိမ်ပြီးအပင်မှာဖြန်းပေးလိုက်ဘလောက်ဆိုးသွမ်းတဲ့ပိုးမွှားဖြစ်မင်းအပင်နားကိုလုံးဝမကတ်ရဲစေရဘူးငါကဆေးရွက်ကြီးပဲကွာငါ့ကိုရေနွေးနဲ့တညစိမ်ပြီးရလာတဲ့အရေကိုဖြန်းပေးအရွက်တွေကိုလာစားတဲ့ပြက်ပိုးနဲ့ရွက်ထိုးပိုးတွေကိုချက်ချင်းနှိမ်နှင်းပေးနိုင်တာငါရဲ့အစွမ်းပဲငါကလက်ဖက်6ဖက်ကွာလက်ဖက်ရည်တောက်ပြီးရင်ငါ့ကိုရေနွေးနဲ့တစ်ခေါက်ပြန်စိမ်ပြီးအေးခံလောင်းပေးငါကအပင်တွေအတွက်အကောင်းဆုံးတဘာဝအားစေးပဲကွာ